အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ ATK channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဖုန်းစက္ကန့်ဝယ်ကိုင်မဲ့ဘော်ဒါတွေအတွက်ဖုန်းစက္ကန့်ဝယ်ကိုင်တဲ့အခါမှာအဝယ်မမမိစေဖို့တည်ထားတဲ့ဖုန်းစက္ကန့်၅မျိုးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်1 original code စက္ကန့်ကျွန်တော်တို့အမှန်တကယ်ဝယ်တဲ့စက္ကန့်လေးကတော့ဒီ original code စက္ကန့်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီစက္ကန့်ဖြစ်တဲ့ပုံကတော့ကျွန်တော်ရိုးရှင်းပါတယ် user တယောက်ကဖုန်းသစ်ဝယ်ကိုင်မဲ့တစ်လားနှစ်လားလောက်ကိုင်ပြီးတော့ငွေလိုလိုပဲဖြစ်ဖြစ်သူ့တက်မြင့်တဲ့အလုံးနဲ့အလဲထက်လုံးလိုလိုပဲဖြစ်ဖြစ်ဒီဖုန်းလေးကိုဘူးပစီစုံ error ကင်းပြီးတော့ guarantee လက်ကျန်လေးနဲ့ကျွန်တော်တို့သူဝယ်တဲ့ဆိုင်မှာပြန်ရောက်တတ်ကြပါတယ်ဒါပေမဲ့ဆိုင်ရဝယ်ယူတဲ့ဈေးအောင်25ရာခိုင်နှုန်းတော့ခေါ်ပြီးကောက်ရတာမလို့အသစ်ဈေးထက်8000သိန်းလောက်ပဲဈေးနဲ့နေကြပါတယ်ဒီလိုဖုန်းမျိုးကတော့စက္ကန့်သမားတွေအများပြောနေကြစကားအတိုင်း90ရာခိုင်နှုန်းထိတက်တဲ့အလုံးလေးတွေပါဘူးပစီစုံတဲ့အတွက်ကျွန်တော်တို့အာသွင်းကြိုးတွေဘာတွေဝယ်စရာမလိုတဲ့ပြင်ကျွန်တော်တို့ပြန်ရောင်းကြည့်ရင်လည်းအလွယ်တကူပြန်ရောင်းလို့ရတဲ့အလုံးလေးတွေပေါ့နော်ဒါပေမဲ့မိတ်ဆွေတို့နေတဲ့မိုးခင်မှာတော့ဘူးက IIE ရဲ့နံပါတ်နဲ့ဖုန်းက IIE ရဲ့နံပါတ်တွေကိုစစ်ဖို့လို့တို့အဲ့ဒါပမတဲ့တေချာစစ်ဆေးပြီးမှဝယ်ယူကြပါလို့တိုက်တွန်းပါတယ်ခင်ဗျာနံပါတ်1စက္ကန့်လေးကတော့ Euro Original စက္ကန့်လေးပဲဖြစ်ပါတယ်ဒီစက္ကန့်လေးကတော့ကျွန်တော်တို့ဒုတိယမြောက်ရွေးချယ်ရမယ့်စက္ကန့်လေးပဲဖြစ်ပါတယ်ဒီစက္ကန့်လေးဖြစ်လာပုံကတော့အရင်တိုင်းပါပဲ user တယောက်ကဖုန်းသစ်ဝယ်ကိုင်မယ်တနည်းနည်းနောက်ထိသုံးမယ်ဘူးပစီတွေမရှိတော့တာလည်းဖြစ်နိုင်သလိုတခါလေးမှာဘူးပစီတွေကျန်နေတတ်တာလည်းရှိတတ်ပါတယ်ဒါပေမဲ့လည်းတေချာတာတော့ဒီလိုဖုန်းမျိုးကအစ်စ်မဝင်တော့ပါဘူးခင်ဗျာစက္ကန့်ဈေးတမ်းမှလည်းရှိတတ်ပါတယ်အသစ်ဈေးလည်းထက်ဝက်လောက်ထိရောကွာတတ်ကြပါတယ်မိတ်ဆွေနေတဲ့ဒီလိုဖုန်းမျိုးဝယ်ယူတော့မှဆိုရင်အဲ့ဒါတေချာစစ်တက်ဖို့လည်းလိုပါတယ်ဘာလို့ဆိုဒီဖုန်းကင်ထားတဲ့သူကဒီဖုန်းဘယ်လောက်ထိအသုံးပြုထားလဲကျွန်တော်တို့မသိနိုင်ပါဘူးဂိမ်းတွေအလွန်ကျွံဆော့ထားသလား social အလွန်ကျွံသုံးထားသလားလည်းကျွန်တော်တို့မသိနိုင်ပါဘူးရေးကြည့်တာကတော့ အော်မှာဖြစ်နေဖို့ပါဘာလို့ဆိုစက်ဖွင့်ထားတဲ့ဖုန်းဆိုရင်တော့အများစုကမကောင်းတတ်ကြတော့ပါဘူးကျွန်တော်တို့လဲမှန်တွေဆိုရင်သုံးနေရင်ရက်နေတက်ပြီး power bank ပြန်ဖွင့်ပြီးတော့မှပုတ်လို့ရတာမျိုးတွေရှိတတ်ကြပါတယ်ဘက်ထရီတွေလည်းထိုတိုင်းပါပဲအားသွင်းမြန်ပြီးအားကျမြန်နေတာမျိုးတွေရှိတတ်ကြပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ U original second phone လေးတွေဝယ်ယူတော့မှဆိုရင်မှန်ပါ gain shake တွေ TikTok shake တွေပါစစ်ကြည့်ပါအော်စီရမှာဟုတ်မဟုတ်လဲစစ်ကြည့်ပါဘက်ထရီအားခံမခံနဲ့စစ်ကြပါပြီးတော့ YouTube မှာကျွန်တော်တို့ဖုန်းစက္ကန့် error စင်နီးတို့ရိုက်ရှာပြီး FD ရအတိုင်းတစ်ခုမကျန်စစ်ကြည့်ကြပါနောက်ဆုံးကိုဝယ်ယူတဲ့ဆိုင်အနေနဲ့အာမခံဘယ်လောက်ပေးလဲကိုမကြိုက်ရင်ကျွန်တော် percentage အရှုံးခံပြီးတော့အလဲထက်လုပ်လို့ရတာဒါတွေအကုန်မေးမြန်းပြီးတော့ဝယ်ယူကြပါလို့တိုက်တွန်းအပ်ပါတယ်ခင်ဗျာနံပါတ်3စက္ကန့်လေးကတော့ဘူးပေါက်စစ်ဆိုတဲ့စက္ကန့်လေးပဲဖြစ်ပါတယ်အခုနောက်ပိုင်းကျွန်တော်ဈေးကွက်ထဲမှာဘူးပေါက်စစ်အလုံးလေးတွေရောင်းချနေကြတာကိုတွေ့နေရပါတယ်ဘူးပေါက်စစ်ဆိုတာကတော့ကုမ္ပဏီ showroom တွေဖုန်းသစ်တီးတန့်ရောင်းတဲ့ဆိုင်ကြီးတွေမှာစင်ပယ်ပြထားတဲ့အလုံးတွေပဲဖြစ်ပါတယ်ဖုန်းကိုပဲထုတ်ပြရတာဖြစ်တဲ့အတွက်အာသွင်းကြိုးတွေအာသွင်းကောင်းတွေကတော့ original အသစ်တိုင်းပါပဲခင်ဗျာဖုန်းကလည်းအပေါ်နာစာမရှိတဲ့အတွက်အပြင်ပိုင်းကြည့်ရင်အသစ်တိုင်းတန့်တဲ့အလုံးတွေပါတို့ပေမဲ့လည်းစင်ပယ်ပြထားတာဖြစ်တော့တဲ့ဘယ်သူမှဝယ်မကန်ရသေးပေမဲ့လူတကအစမ်းသုံးကြည့်ကန်ကြည့်ထားတဲ့အစမ်းတက်ကံဖုန်းလေးတွေပဲဖြစ်ပါတယ်အစမ်းတက်ကံဖြစ်တဲ့အတွက်ပုံစံမျိုးစုံနဲ့စမ်းပြထားမယ်ဆိုတာတော့မလွဲမသွေပါပဲဈေးနှုန်းကလည်းအသစ်ဈေးနဲ့အရန်ကြီးတော့မကွာပါဘူး8000သိန်းလောက်ပဲကွာနေတတ်ကြပါတယ်မိတ်ဆွေတို့အနေနဲ့အဲ့လိုဘူးဖောက်စစ်အလုံးလေးတွေဝယ်ယူတော့မယ်ဆိုရင်အဲ့ဒါဘိုင်းတော့တေချာစစ်ဆေးရပါမယ်အဲ့လိုဖုန်းလေးတွေကနည်းနည်းဟန်းနေတတ်ကြပါတယ်ကျွန်တော်ဆိုလဲအဲ့လိုဘူးဖောက်စစ်တစ်လုံးဝယ်ဘူးပါတယ်ဘူးပစီစုံအသက်မို့အကုန်လုံးဖိုင်းနေပြီမဲ့လည်းနည်းနည်းတော့စက်ကလေးကဟန်တနန်လေးတို့ခံစားရပါတယ်အဲ့ဒါမို့လူကြီးမျိုးတို့အနေနဲ့ဝယ်ယူတော့မယ်ဆိုရင်တေချာလေးစစ်သေးပြီးကြဝယ်ယူကြပါလို့တိုက်တွန်းပါတယ်ခင်ဗျာနံပါတ်4ဒီစက္ကန့်လေးကတော့ refer စက္ကန့်လေးတွေပဲဖြစ်ပါတယ် refer ဆိုတဲ့အတိုင်းပြန်လည်ပြပြင်ထားတာဖြစ်တဲ့အတွက် original အတိုင်းတော့ရရှိမှာမဟုတ်ပါဘူး refer တဲ့ပါတော့ကျွန်တော် company refer နဲ့ unknown refer ဆိုပြီးတော့နှစ်မျိုးရှိပါတယ် company refer တော့ company မှာဖုန်းထုတ်လုပ်တဲ့အခါမှာအန်ဂျီကျတဲ့အလုံးလေးတွေပဲဖြစ်ပါတယ် export ထုတ်ဖို့ quality မပြည့်မီတဲ့အတွက်ဈေးကွက်ထဲကို refer ဆိုပြီးတော့ပုံစံတစ်မျိုးနဲ့ပြန်လည်ရောင်းချတတ်ကြပါတယ်ဒီဖုန်းလေးတွေမှာလည်းသုံးကြည့်မှသိရမယ့် error လေးတွေပါတတ်ပါတယ်ဘက်ထရီပူတာမျိုးတွေတက်ကြောင်တာမျိုးတွေနဲ့အခြား error အသေးလေးတွေလည်းပါတတ်ပါတယ်ဒုတိယ refer တော့ unknown refer ဆိုတဲ့အတိုင်းဘယ်နေရာဘယ်ဒေသလာမှမသိရပါဘူးတေချာတာတော့ကျွန်တော်တရုတ် PR တွေပေါ်စနစ်တကျပြန်လုံးပေးတဲ့အလုံးလေးတွေပဲဖြစ်ပါတယ်မှန်ဒီဘက်ထရီတွေစက်ပြားတွေကိုလဲထားမှမသိအောင်တေတေတက်တက်နဲ့ပြန်လုံးပေးလိုက်တဲ့အလုံးလေးတွေပါအဲ့ဒီအလုံးလေးတွေမှာလည်း customer စိတ်ဝင်စားအောင်ကျွန်တော် run တွေမြင်ပေးလိုက်ကြပါသေးတယ်ဥပမာကျွန်တော်အပြင်မှာ run 4128ပဲရှိတဲ့အလုံးလေးတွေက refer မှာဆိုရင် run 6128တို့ run 8256တို့ဖြစ်နေတတ်ကြပါတယ်ပြီးတော့ series တွေလည်းပါတတ်ပါတယ်ဖုန်းကပေါ်နေတာကြာပြီမဲ့လည်းအတစ်တိုင်အရန်တက်နေတော့ refer ဖြစ်ဖို့များနေပါတယ်မိတ်ဆွေနေတဲ့အဲ့လို refer နှမျိုးလုံးဝယ်မယ်ဆိုရင်ကောင်းကျိုးလည်းရှိသလိုဆိုးကျိုးလည်းရှိပါတယ်ကောင်းကျိုးကတော့ကျွန်တော် body တက်အပေါ်နာစာမရှိတဲ့ပြင်ဈေးနှုန်းကလည်းချိုးသားမှာဖြစ်ပါတယ်ဆိုးကျိုးကတော့ refer ဆိုတဲ့အတိုင်း error ကတော့သုံးနေကျင်းနေပါတတ်ပါတယ်မိတ်ဆွေဝယ်တဲ့ဆိုင်ကအာမနာကာရနဲ့ရင်တော့မိတ်ဆွေအနေနဲ့ service ဆိုင်ကိုခဏခဏသွားပြရမယ်ဖုန်းမျိုးပါ
နောက်တစ်ခုကမိတ်ဆွေနေတဲ့ငွေလူလိုပဲဖြစ်ဖြစ်အသုံးမသုံးကျင်လို့ပဲဖြစ်ဖြစ်ပြန်ရောင်းကျင်လို့ပဲဖြစ်ဖြစ်ကျွန်တော်ဖုန်းစကန်ဆိုင်တန်းကပြန်မဝယ်ကြတဲ့အလုံးတွေပဲဖြစ်ပါတယ်ကျွန်တော်ရှင်းရှင်းပြောရရင်တော့ပြန်ရောင်းလို့လုံးဝမလွယ်ပါဘူးဘာကြောင့်ဒီလိုပြောရတာလဲဆိုရင်ကျွန်တော်ဖုန်းလောကထဲစဝင်တော့ဒီ refer အလုံးလေးတွေဝယ်ရောင်းလုပ်ဖူးပါတယ်တော်တော်လေးကောင်းကက်ရတဲ့အလုံးတွေပဲဖြစ်ပါတယ်ပုံစံမျိုးစုံerror မျိုးစုံတက်တို့ကျွန်တော်နောက်ဆုံးတစ်လုံးမှမရောင်းမဲ့ကိုယ့်မိသားစုကိုပဲပေးကင်လိုက်ရပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ refer လုံးတွေဝယ်ယူတော့မယ်ဆိုရင်တေချာလေးစစ်ဆေးပြီးဝယ်ယူကြပါလို့တတိပေးတိုက်တွန်းအပ်ပါတယ်ခင်ဗျာနံပါတ်5စက္ကန့်လေးကတော့ပြည်ရင်းကလုံးစက္ကန့်တွေပဲဖြစ်ပါတယ်ကျွန်တော်ဒါကတော့ရှင်းပါတယ်ဖုန်းအဟောင်းတွေကိုကျွန်တော်လိုက်ကောက်မယ်ပြီးရင်လိုအပ်တဲ့ဟာတွေကိုပြုပြင်မယ်ပြီးရင်ဈေးကွက်ထဲမှာပြန်ရောင်းတယ်ပေါ့နော်ကျွန်တော်ပြည်ရင်းမှာဖုန်းအဟောင်းတွေကိုပြန်လုံးထားတာဖြစ်တဲ့အတွက်ကလုံးတို့အများစုကခေါ်ကြပါတယ်အော်စီအော်မှာမဟုတ်တဲ့အတွက်ဈေးနှုန်းကချိုးတာပြီးမဲ့ပြန်လဲပြုပြင်ထားတာမို့အနေနဲ့အများတော့ error ပါတတ်ကြပါတယ်တချို့အလုံးတွေဆိုရင်တော်တော်လေးရုပ်ပေါက်ပါတယ်ကျွန်တော် body မှာကျတော့ Redmi ဖြစ်ပြီးတော့ power ဖွင့် logo က Huawei logo ဖြစ်နေတာတည်းကျွန်တော်မြင်မှုပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့ဈေးချိုလို့ဆိုပြီးအဲ့လုံးလေးတွေဝယ်မယ်ဆိုရင်ကျွန်တော် error လေးတော့စုံနေအောင်တခြားစစ်ပြီးမှဝယ်ယူကြပါလို့တတိပေးတိုက်တွန်းလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့အနေနဲ့ဖုန်းစကန်ဝယ်ယူတဲ့အခါမှာအဝယ်မမားမိစေဘူးတီထားတဲ့ဖုန်းစကန်၅မျိုးအကြောင်းပဲကျွန်တော်ပြောပြပေးထားတာဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာလည်းဒီတက်ကောင်းတဲ့အစီအစဉ်လေးနဲ့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ